ခေါင်းပေါ်ငကြီးပါကြဆိုလက်ကောင်းတာတော့ဟာတော်စမ်းပါဟာဒီနေ့မနေ့ကမှခေါင်းလျှော့လာတာဟာအဲ့ဒီငွေတွေဒါပြမဆက်နိုင်လို့ရှင်တွေတောင်ကြမှာဟောဒီစာချုပ်ကသမီးဖေတို့သမီးဖို့ကအမွေလွှဲပေးလိုက်တဲ့စာချုပ်နေမတ်တဲ့အတိုင်းလေတထင်းမကြီးတကယ်ဖြစ်လာတော့ပါတော့ကိုလိုစီးပွားရေးပညာရှင်တယောက်ကနေ့ချင်းညချင်းအလုပ်လက်မဲ့ဖြစ်ပါဘာမှမသိနားမလဲတဲ့ခတ်တုံးလုံးကောင်မလေးတယောက်ကနေ့ချင်းညချင်းကိုရမ်းရှင်ဖြစ်ပါဒီတဲ့ပုံပြီးထူးဆန်းတာအဲ့ညတနေ့ရှင်းမတူလဲမအလုပ်သမားတက်လာအားရမှာတော့တခါမှမမြင်ဘူးတကယ်လို့အလုပ်သမားတဲဆိုရင်လည်းမပြန်တော့ဘူးမင်းငါလာတာပြောစမ်းမရှိငါအသက်ဆက်မရှင်ရှင်တော့သေးတာပဲကောင်းဘယ်သူပဲဆက်ဆက်မင်းမပြောလိုက်တော့ငါကောင်းငင်နိုင်ငံသွားပြီလို့ကျမရှင်ကိုစိတ်ပူလို့ဆက်လိုက်တာပါတော့ကြာရှင်ကစိတ်ထင်ရရှောက်လို့ပြီးကိုတေချောင်းကြံစင်နေမှာဆိုလို့တော်တရားပေါ့ရှင်အသက်ရှင်နေသေးလို့ရှင်ကဘာလုပ်နေရဟမ်ဘာမှမလုပ်အခုငါသေးပြီသမီးကျော်လို့လည်းခေါ်တယ်သမီးကျော်ငါမင်းရဲ့အလုပ်ရှင်မှာဟဲ့ဒီမှာစူးစမ်းအောင်မြင်အောင်ဒါရွာလဲမဟုတ်ပညာတတ်တွေပဲစုဝေးထားတဲ့ကုမ္ပဏီနေစမ်းမဒီကုမ္ပဏီမှာနေရတစ်ခုယူအောင်ဘွဲရောရပြီလို့မင်းရဲ့ပိုင်ဆိုင်မှုလည်းတော်တော်များတာပဲဟာရုံလုံးမြုံနိုင်မင်းကောင်မင်းတားမောင်ဘယ်လောက်တန်လဲမင်းသိရလားကျမပတ်စံချမ်းသာပြီးအမှုတွေရတဲ့နေရာသူတို့မိသားစုဘဝတည်တည်နေဖြစ်နေကျမတို့ကုမ္ပဏီရဲ့ဘုတ်ခွဲဝင်တဲ့နဲ့လူကြီးမင်းများကိုဝိဆက်ပြီးတော့သူ့နာမည်ကအင်္ဂလိပ်အမွေးတပုံတပင်းရပြီးတော့နေချင်းညချင်းချမ်းသာသွားတဲ့ခတ်တုံးတထေးမလေးရဲ့လုပ်ငန်းတွေမှန်သမျှကိုကကျွမ်းကျင်နားလဲအောင်သင်ပေးရဟာဒါငါရဲ့လုံရှင်အိတ်သူမအောင်နဲ့ခင်မရင်းနေတဲ့သူတွေအောင်မင်းကျော်လို့ခေါ်တယ်။သမီးကျော်လေမမေ့ဘူးလားလို့တခြားရှိပါအောင်ချောမင်းအင်းနေရတယ်နေမှာသူ့ဘက်ကစာပြီးမင်းကိုဆက်သက်စာဖြတ်တာသူ့ဘက်ကခိုင်တုံနဲ့အကြောင်းပြချက်ရှိတော့မှပဲမင်းဆက်တွဲတယ်မတွဲတယ်ဆိုတော့မင်းဆုံးဖြတ်ဒီမှာကျမရှင်းအောင်ခံထားတာလေစီးပွားရေးအကြံပေးနော်အချစ်ရေးအကြံပေးမဟုတ်ကျမနှလုံးသားရေးရကိစ္စကျမဆုံးဖြတ်ပြစီဒီမှာကျမတို့ချင်းလွတ်လပ်စကားပြောချင်တာရှင်ကားထဲမှာပတ်ဆောင်ပေးပါလားတွားပါလို့တွားကိုအောင်မြတ်စောရှင်ကကျမဗတ်ကြီးတက်ကားနဲ့ဆိုတော့ရှင်ရှိရေးစားအောင်နဲ့ပြန်ဆက်သွယ်နေရပေါ့လေဟုတ်လားရှင်တော်ရှက်နေရတယ်ဟမ်တမီးဘာဖြစ်နေလဲတော့ဘာပဲရသမီးသမီးကမူမမူရရဆိုလို့လေအမေဖြစ်ထိသွားတာပဲဒီလိုမီတင်ကားနဲ့ကိုဒီလိုပုံစံကြီးနဲ့ဝင်လာတာတော့မဖြစ်သင့်ပါဘူးဟုတ်တော့ဟုတ်ပါ你ငါတာမဖြစ်ငါ့ဘာမှတက်စာမရှိတဲ့မိန်းမမင်းလှုပ်ရက်တယ်ကွာမင်းဒီလိုပဲလှုပ်လိုက်မယ်လို့ငါထင်တော့မထင်တော့ဘူးငါ့ကိုဘယ်သူမှဒုက္ခပေးလို့မရဘူးငါစိတ်မညစ်တော့ဘူး ငါစိတ်မညစ်တော့ဘူး Like, comment, and subscribe.